နိုင်ငံခြားခီးစဉ်သွားနေတယ်လို့ဟန်ဆောင်ဖို့အတွက်အမျိုးသားဟာလေရင်ပုံပေါ်မှာအိမ်သာခွက်ကိုတင်ပြီး selfie ရိုက်ခဲ့တယ်လေရင်ပုံမှာရှိနေတယ်ဆိုတာပြသဖို့ပါနောက်ပိုင်းမှာကမ်းခြေပိုစတာတစ်ခုပေါ်လက်တင်ပြီး selfie ထည့်ရိုက်ခဲ့တယ်ဆိုလိုတာကလေရင်ပေါ်ကဆင်းပြီးရှုခင်းတွေကိုခန်းစားဖို့ကမ်းခြေကိုတွားခဲ့တာကိုပြဖို့ပါတပ်ပုံတွေကိုလုတ်ဖို့ကိုင်းဘက်တယောက်စီချက်ချင်းပို့လိုက်တယ်ကြောဝါတဲ့အနေနဲ့လုတ်ဖို့ကိုင်းဘက်ကစိတ်ဝင်စားပြီးကမ်းခြေရဲ့ဖန်လုံကမိခတပ်ပုံရိုက်ပေးဖို့ပြောခဲ့တယ်ဒါပေမဲ့ထိုမျိုးသားရဲ့တပ်ပုံအားလုံးကအတူရောင်တွေပါအမှန်တရားကိုဖုံးကွယ်ဖို့စိန်ခံဟိုတယ်ကိုပြန်ရောက်ပြီလို့လိန်ပြောခဲ့တယ်အမျိုးသမီးလုတ်ဖို့ကိုင်ဖက်ရဲ့ဆက်စုချင်းစိတ်ကပြန်ပေါ်လာပြန်တဲ့စိန်ခံဟိုတယ်ကဘလို့ပုံစံလဲဆိုတာသူမသိချင်ခဲ့တဲ့အမျိုးသားမတုတ်ပြန်နိုင်ခင်မှာသူမကအမျိုးသားကိုဗီဒီယိုကောခေါ်ခဲ့တယ်ဒါပေမဲ့ထိုမျိုးသားတုတ်ပြန်ဖို့နီလန်ကိုမြ мян ဆန်ဆန်စဉ်းစားမိတယ်ဟိုတယ်အိယာလိုဖြစ်အောင်အဖြူရောင်ဝစ်တစ်ထဲကိုစပွဲပေါ်မှာအမြန်ဖြတ်လိုက်တယ်ပြီးတော့ခေါင်းကိုစပွဲပေါ်တင်ပြီးဒီလိုလုပ်ပြီးတာနဲ့ဗီဒီယိုကောကိုတင်းငိမ့်စွာဖြေလိုက်တယ်ကစားနေလို့မောပန်းနေတယ်လို့ဟန်ဆောင်ပြီး10 မီတာအကျယ်ရှိတဲ့အဲ့ရပေါ်မှာလဲနေတယ်လို့တောင်ပြောခဲ့သေးတယ်ဒါပေမဲ့တကယ်တမ်းမှာတော့အမျိုးသားကစပွဲငယ်လေးပေါ်မှာပဲလဲနေကြတာပါမကြခင်မှာပဲတခြားလုပ်ဖို့ကိုင်ဖက်တွေကသူနိုင်ငံခြားရောက်နေတယ်ဆိုတဲ့သတင်းကိုကြားသိခဲ့ရပါတယ်သူတို့အားလုံးကအမျိုးသားကိုလက်ဆောင်ဝယ်ပေးဖို့လာပြောကြပါတယ်သူတို့ကလက်ဆောင်စည်းရင်းကိုလုပ်ပြီးသွားပုံရပါတယ်မျက်နှာမပြတ်အောင်အမျိုးသားလည်းမြန်ပဲသဘောတူခဲ့ပါတယ်10ရက်ကြာမှာတော့သူ့လုပ်ဖို့ကိုင်ဖက်တွေတောင်းထားတဲ့လက်ဆောင်တွေနဲ့ပြန်လာခဲ့တဲ့သူတို့ရဲ့ချီးကျူးစကားတွေကိုကြားရဖို့အမျိုးသားကမျှော်လင့်နေမိပါတယ်ဒါပေမဲ့တကယ်တော့လူတိုင်းကအမှန်တရားကိုသိပြီးသားဖြစ်ပြီးအမျိုးသားကသူတို့အမြင်မှာအဟာတဖြစ်နေတယ်